အိမ်အောင်ရေးလမ်းကြောင်းပါပြီးဘာကြောင့်အိမ်အောင်မကြတာလဲနောက်ပြီးတော့အသက်လမ်းကြောင်းရှည်လျားပြီးတော့ဘာကြောင့်တက်တန်းတူရတာလဲဒါကိုကျွန်တော်တို့လက္ခဏာပညာမှာအဟောတိကံလို့ခေါ်ပါတယ်ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုတွေအစအဆုံးကြည့်လို့ရှိရင်လူချင်းမင်းတို့အနေနဲ့သိရှိလာမှာဖြစ်ပါတယ်ကျွန်တော် online ကနေပြီးတော့လက္ခဏာစစ်ဆေးတဲ့အခါမှာလောအားပြင်ကိုကြည်လင်ပြတ်သားစွာကျွန်တော်ဓာတ်ပုံရိုက်ပြီးတော့ပို့ခိုင်းပါတယ်လောအားပြင်မှောက်ရရောလောအားပြင်လှန်ရရောအကုန်လုံးရိုက်ပြီးတော့ပို့ခိုင်းပါတယ်ကျွန်တော်ရဲ့စိတ်ကြိုက်မရမချင်းရိုက်ပြီးတော့ပို့ခိုင်းတယ်ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံမရမချင်းကျွန်တော်တောင်းတယ်ထက်ကတလဲလဲရိုက်ပြီးတော့ပို့ခိုင်းတယ်တကယ်လို့လိုကြည်လင်ပြတ်သားတဲ့လောအားပြင်ပုံမပို့နိုင်ဘူးဆိုရင်ကျွန်တော်လူတယောက်ကိုဟော်လုံးဝဟော်မပေးဘူးညံပူဇော်ကလွှဲပေးခဲ့ပြီးရင်တော့မှကျွန်တော်ပြန်လွှဲပေးရပေါ့နော်ကျွန်တော်အဓိကတော့ကျွန်တော်ကတော့ဘာကြောင့်ဒီလိုမျိုးကြည်လင်ပြတ်သားတဲ့ပုံမရမချင်းတောင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ကလက္ခဏာပညာမှာဒီလိုအချက်၅ချက်နဲ့ချိန်ညှိပြီးတော့အများတန်းစစ်ဆေးလို့ပါပဲနံပါတ်1အချက်ကတော့အဲ့တော့အချက်က5ချက်ရှိရပါတော့5ချက်ရှိတော့အဲ့ဒါတွေဘာလဲဆိုတော့တေးနဲ့ထင်ရှားအယောင်တောက်တေးရမယ်နှဲရမယ်ထင်ရှားရမယ်အယောင်တောက်ရမယ်ပြီးရင်အဖြတ်အမှတ်ကင်းရမယ်ဆိုတဲ့ဒီအချက်5ချက်နဲ့ကျွန်တော်ကအမြဲတမ်းလက္ခဏာကိုစစ်ဆေးတာပေါ့အဲ့တော့နံပါတ်1အချက်ကတော့တေးဆိုတဲ့တေးနဲ့ချင်းတို့လောအားမျိုးစစ်ဆေးတဲ့အခါမှာအရေးအကြောင်းတွေကကျေပြန့်ပြီးပွားရောင်းမနေပဲစံချီမင်လေးလိုတေးသွဲ့ကြစ်လက်နေရပါမယ်ဒါမှသာလမ်းကြောင်းရဲ့စွမ်းအင်ဟာတိတ်သီးမှုရှိမှာပါနံပါတ်2အချက်ကတော့နက်ပေါ့နက်ဆိုင်တာကိုခေါ်ပါတယ်ကျွန်တော်စစ်ဆေးနေတဲ့လမ်းကြောင်းကတိမ်မနေပဲထင်းထင်းရှားရှားနက်နက်ရှိုင်းရှိုင်းရှိနေရပါမယ်လမ်းကြောင်းကနှစ်ဆိုင်လေးအဲ့ဒီလမ်းကြောင်းကပေးမဲ့ကံတရားကခိုင်မာပြတ်သားလေးဖြစ်ပါတယ်နံပါတ်3ချက်ကတော့ထင်ရှားခြင်းပေါ့ဒါကတော့အလွန်ရေးပါတယ်လမ်းကြောင်းတွေကကျွန်တော်မှိန်ပြဖြစ်မနေရပါဘူးမှန်ဘလူးနဲ့တေချာရှာကြီးရောက်တော့မပြီးမပြင်းဖြစ်မနေပဲနဲ့တာမန်မျက်စိနဲ့ကြည့်လိုက်တာနဲ့ထင်ထင်ရှားရှားမြင်တွေ့ရမှာပါနံပါတ်4ချက်ကတော့အယောင်တောက်ခြင်းဖြစ်ပါတယ်လောအားပြင်ရဲ့လမ်းကြောင်းအယောင်ဟာညိုညစ်မနေပဲနဲ့ကျမ်းမာတောက်ပတဲ့ပန်းရောင်ရှိနေရပါမယ်အယောင်တောက်ပနေခြင်းကကံစားတာထွတ်တိတ်သူရောက်နေခြင်းကိုကျွန်တော်ဆိုပါတယ်နံပါတ်5နောက်ဆုံးအချက်ကတော့အဖြတ်မှတ်ရှင်းခြင်းဖြစ်ပါတယ်ဘလောက်ပဲလမ်းကြောင်းတွေကောင်းအဖြတ်မှတ်တွေရှိရင်စွန့်ရင်ရောနေတတ်ပါတယ်ဒါကြောင့်စစ်ဆေးနေတဲ့လမ်းကြောင်းပေါ်မှာကျွန်းတွေကျူးဝင်းပုံစံတွေပြီးရင်မှဲ့တွေလမ်းကြောင်းပြတ်တောက်မှုတွေအဖြတ်မှတ်တွေနဲ့ကြစ်ချီကဲလက္ခဏာတွေလုံးဝရှင်းနေရပါမယ်လောအားပြင်ပေါ်ကအဓိကလမ်းကြောင်းကြီးတွေပဲဖြစ်ဖြစ်အနုစိတ်လမ်းကြောင်းလေးတွေပဲဖြစ်ဖြစ်ကျွန်တော်အခုပြပြခဲ့တဲ့တေးနဲ့ထင်ရှားအယောင်တောက်အဖြတ်မှတ်ရှင်းဆိုတဲ့စီကံ5ချက်နဲ့ညီနေမယ်ဆိုရင်အဲ့ဒီလမ်းကြောင်းရဲ့ပေးစွမ်းမဲ့အကျိုးအနိသင်ကကျွန်တော်ယာနှုံးပြေစွမ်းရင်တိုးတက်ပြီးတော့အလွန်ထူးခြားတဲ့အောင်မြင်မှုတွေကိုကျွန်တော်အေကံမုတ်ချပေးစွမ်းနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလက္ခဏာဂရုတွေမှာတွေ့ရတဲ့အချို့လောအားပြင်မှာကံလန်းကြောင်းတွေပါပြီးတော့အခုဒီဒုက္ခတွေပင်လယ်ဝင်နေတော့ပြီးတော့အစင်မပြေမှုတွေပဲကြုံနေတုံးဆိုပြီးတော့ကျွန်တော်ပြောဆိုမိမှန်းကြတာတွေကိုလူချင်းမှုတို့လည်းတွေ့ရှိရတယ်ကျွန်တော်လည်းမကြာခဏတွေ့မြင်ရတယ်ဒီအိမ်အောင်ရေးလမ်းကြောင်းပါပြီးတော့အိမ်အောင်မကြတာအသက်လမ်းကြောင်းရှည်လျားပြီးတော့ငငယ်ရွယ်နဲ့ဆုံးပါသွားတဲ့လူတွေကဒီလက္ခဏာစီမင်းတူတွေ၅ချက်နဲ့မကိုက်ညီလို့ဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့လက္ခဏာနဲ့ပတ်သက်ပြီးတော့ဘ ഹു တုဒတွေကိုကျွန်တော်အလင်းတင်လို့ဆက်လက်တင်ဆက်ပေးသွားမှာပဲအားလုံးပဲကောင်းသောကံကြမ္မာကိုပိုင်ဆိုင်နိုင်ကြပါသည်ကျွန်တော်ဆရာရန်နိုင်လင်းဖြစ်ပါတယ်ပမောက္ခဒေါက်တာရွှေမင်းရဲ့တားတစ်ပြည့်ကျွန်တော်ဖြစ်ပါတယ်လက္ခဏာနဲ့ KB နက္ခတ်ဗေဒစနစ်တို့နဲ့ဇာတာစစ်ဆေးခြင်းများလည်းကျွန်တော်ဆောင်ရွက်ပေးလျက်ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်